မင်္ဂလာပါခင်ဗျာမနက်ဖြန်ဆိုရင်ကစုံလာပြီဗုဒ္ဓနေ့လည်းရောက်တော့မှာဖြစ်တဲ့အတွက်ဘောရီဘင်းနဲ့ရွှေပလင်းသချင်းလေးကိုတီးဆိုကြပါတယ်အမားရင်းလေးတွေပါခဲ့လို့ရှိရင်လည်းခွင့်လွှတ်ပေးကြပါခင်ဗျာမဟာဘောရီပင်တလန်ကွာပါသည်စัจ java လာမြေတဲ့၍မျက်ရှိစုံကျေတော်မူလေဩ34တောင်ကျေဝမာပလင်တော်ပေါ်ထွန်းလာဖယားမဖြစ်သမျှငါမထားဟုလုံးလာဥက္ကဟာဆုံးအညီဘောရီပင်ရွှေပလင်ဖက်ဝဲဖက်ဝဲဖွဲ့ဝေဒီတော်ဘဂဝါစိနအရှင်သည်တဏှာရှိသမျှစင်တော်မူဒီအပရာဇိတပလင်ကိုအောင်မြင်တော်မူသည်ဘဂဝါစိနအရှင်သည်တဏှာရှိသမျှစင်တော်မူဒီအပရာဇိတပလင်ကိုအောင်မြင်တော်မူသည်ယဝိဝတ္တဝရီဖစီကအာရမချီတပါလို့လက်နဲ့တွေကိုသည်စစ်သည်များသောထင်လင်းစုအားလို့ပလင်ကိုအတင်းလူမယ်လို့လည်းဘိုးထုမယ်ကြစီတကယ်ပဲမကြောက်သည်အပင်ငရဲရောက်ပြီမှားလိုက်တဲ့မာနသည်ဘဂဝါမြတ်ကိုတတ်ဖို့ကြံစီအထဲဘဝမှာသုံးကြီးငါဟုတ်ချီအောင်နေရပါမကြမ်းမီနာလာသည်မာနမီဆုံးမြောင်းနဲ့လီသူကိုမှာမေလက်ယုံတစ်ထောင်ရှိသည်မာနမီဆုံးမြောင်းနဲ့လီသူကိုမှာမေလက်ယုံတစ်ထောင်ရှိသည်ဘောရမဖယားကိုအသက်ဆုံးအောင်ဖိမယ်လို့ရရှိသမျှတရားဝါတွေအလုံးစုပြီးကျွန်တော်တို့ဖယားကိုအသက်ဆုံးအောင်ဖိမယ်လို့ရရှိသမျှတရားဝါတွေအလုံးစုပြီးသူကိုသူလောကမှာဖယားလို့မတရားကြွေးကြော်သည်သောဘဂဝါအနာမဘောနာတွေအလုံးနေလေဒီမာနတာကိုတရားနဲ့အညီမြတ်စွာဘုရားမိမြတ်မှာကြားသည်ဒေါရမမြတ်စွာဘုရားကမိမြတ်မှာကြားသည်
မာနတာကိုတရားနဲ့အညီမြတ်စွာဘုရားကမင်းမြတ်မှာကြားသည်ဘောရမမြတ်စွာဘုရားကမင်းမြတ်မှာကြားသည်သောဘဂဝါဘဂဝါဒီဝလံပါဠိတော်လို့ဝိသန္တရာဘဝယေရာနာပါရမီသောဘဂဝါဘဂဝါဩကေဝလံပါဠိတော်လို့ဝိသန္တရာဘဝယေရာနာပါရမီဇနီးသားသမီးကိုလူသည်အချိန်ခါမီဘူမြင်နှလောအတိမဟုတ်လောဝိတုဒ္ဓဓမ္မခံအခြေလှစ်လိုက်ပြန်တော့မန်ရစ်တဲ့ရန်စစ်တွေသည်ဆန်းမြင့်ရီတော့ရောလေဝလာအောင်ညောင်းကိုအမှန်ကြွေးကြော်ရရမြန်လေသည်ဗုဒ္ဓဘာဂဝါရှင်ဖယားသရုပ်ခဏဝင်သာဗုဒ္ဓဘာဂဝါရှင်ဖယားသရုပ်ခဏဝင်သာဘုပ္ပိနိဝါဒခေါ်ရွှေဉဏ်ဓမ္မဟုတ်ဒီကံရပါနဲ့ညဥ်ဥယျာဉ်ချိန်ခါမီခိဗ္ဗသကုဉဏ်ကိုမဆောင်ရန်သပအငောင်းရန်အချိန်ကြတော့ရတော်မူလေသည်ပါရမေအရှင်စင်ញင်ကပွားတရားတော်များထင်ရှားသည်အလုံးစုံမယွင်းအကျွန်းလဲရှိပြီပါရမေအရှင်စင်ញင်ကပွားတရားတော်များထင်ရှားသည်အလုံးစုံမယွင်းအကျွန်းလဲမရှိပြီဝိတာခနှခမ်းနဲ့အညီရက်မြတ်တဲ့အချိန်ခါမီဖယားအဖြစ်ကို